Eddie gospel ကိုပြန်ပြီး remind လုပ်ရတယ်ဒီကျွန်တော်တို့ရဝမ်တွေကသူတစ်ပြကချင်တွေကနဲ့ရဝမ်တွေပေါ့နော်ကျွန်တော်တို့တခြားတွေတော့သိပ်မသိဘူးပေါ့ဒီရဝမ်ဒီရဝမ်တွေကအရင်နတ်စာဒါမဲ့ဒီ gospel လာတဲ့ခါမှာချစ်ချင်းကြီးမပြောင်းလဲတော့မှအချိန်တစ်ခုကြာသွားတဲ့ခါမှာတစ်မျိုးလုံးပြောင်းကြอืมတယောက်မကျန်အကုန်လုံးတည်ဟဲ့အဲပြောရမစို့100%လို့ပြောလို့ရတယ်ဒီအဲ့ဒီကျွန်တော်တို့ရောင်းနေနေတဲ့အတိက data အကုန်လုံးဒီမှာခရီးရနေဖြစ်သွားကြတယ်ဆိုတော့အဲ့ဒါကိုပြန် contextual theology ကျွန်တော်တို့ဆရာအောင်သူကသင်ပေးတဲ့အခါမှာအဲ့ဒီဟာကိုကျွန်တော် remind ပြန်လုပ်တော့ဗောနော်ဘာဖြစ်လို့ဒီချစ်ချင်းမပြောင်းလဲရတော့ထားပါတော့ဒါကတော့ဖြစ်တင်ပါတယ်ဗောနော်ဒီอืมဟိုတစ်သက်လုံးဆွေးမြေ့လာတဲ့အရာတစ်ခုကိုဆွတ်လုပ်ပြီးတော့ဒီအသစ်တစ်ခုကိုလက်ခံဖို့ဆိုတော့ချစ်ချင်းတော့မဖြစ်နိုင်ဘူးလေနော်อืมဒီအချိန်တစ်ခုတော့လိုတာဗောဒီဒါပေမဲ့ဘာဖြစ်လို့ပြောင်းလဲတဲ့ခါမှာတစ်မျိုးလုံးတစ်ဆွေလုံးကဒီ gospel ကိုလက်ခံဖို့ဖြစ်သွားတယ်ဘေယာကသူတို့ကိုတွန်းအားဖြစ်စေရတယ်ဆိုတဲ့ဟာကိုကျွန်တော်ကိုယ်တိုင်လည်း wrong တယောက်ဖြစ်တဲ့ခါမှာအဲ့ဒါကိုပြန်ပြီး remind လုပ်ကြည့်တဲ့အခါမှာဒီ observation တစ်ခုရတာကဘာလဲဆိုတော့ဒီကျွန်တော်တို့မှာဒီရိုးရပုံပြင်နေအများရှိတယ်တဏှာတွေအများကြီးရှိတယ်ပေါ့နော်အရင်တော့ဒါတွေကကျွန်တော်ကဒီညအိတ်ညအိတ်ရဝင်တဲ့ခါမှာဒီလူကြီးတွေကကလေးတွေကိုဒီအိတ်ရဝင်အောင်မြန်မြန်အိတ်ပျော်သွားအောင်အပျော်သဘောနဲ့ပြောတာတော့ပဲကျွန်တော်ကထင်ခဲ့တာပေါ့လေနော်အဲ့ရဝင်ပုံပြင်အေးမျိုးပေါ့အေးအဲ့လိုပေါ့တားချော်သေးတယ်လို့အဲကြာလာတဲ့ဒီ contextual theology တင်တဲ့အခါမှာဒီကောင်တွေကရိုးရိုးမဟုတ်ဘူးပဲပေါ့နော်ဒီကောင်တွေကဒီဟာတွေကဒီ gospel ကိုနားလည်ဖို့တော့ဆိုရင်တော့တကယ်အဲတန်ဖိုးရှိတဲ့ဒီ tools ပဲပေါ့လေနော်ဒီကောင်တွေအဖြစ်တဲ့ဆင်အဖြစ်ကျွန်တော်တို့ဒီ gospel ကိုနားလေနိုင်ဖို့အဓိကဒီဘောင်ကူတတာဖြစ်နေရပဲပေါ့နော်ဆိုတော့အဲ့အရာတွေကိုကျွန်တော်ပြန် remind လုပ်တယ်ဆိုတော့အရင်တော့ round လူကြီးတယောက်ကကျွန်တော်တို့ဒီ round တန်နာတွေပုံပြင်လေးတွေအများကြီးသူပြောခဲ့တယ်ဒါပေမဲ့အဲ့ဒီအဖိုးကြီးကခုတော့ဆုံးတော့သူ့သားတော့ရှိတယ်သူ့သားလည်းအရင်တည်တယ်ဆိုတော့ကျွန်တော်အဲ့အရာနဲ့ဗာကြားခဲ့လဲဆိုတော့ဒီကျွန်တော်တို့ round မှာကဒီ gospel မရောက်ခင်ကတည်းကဒီဘုရားသခင်ဆိုတဲ့အသုံးအနှုန်းတော့မရှိပေမဲ့ဒီဖန်ဆင်းရှင်ဆိုတဲ့အသုံးအနှုန်းကရှိတယ်ဒီ อืม creator ကဆိုဒီဖန်ဆင်းရှင်ဘုရားသခင်ဖန်ဆင်းရှင်ဘုရားဆိုတဲ့ဒီ concept တို့ဒီအသုံးအနှုန်းတွေကရှိနေတာကြိုးอืပြီးရှိมနေတာဒီဒါပေမဲ့နတ်ကိုလည်းတစ်ချိန်တည်းမှာသူတို့ဒီ practice တော့လုပ်တယ်ပေါ့ဒါပေမဲ့ကူးကွယ်တာတော့မဟုတ်ဘူးဒါကြောက်လို့ဒီအအဆင်ပြေအောင်နေရတယ်နော်အဲ့ဒါမလုပ်ရင်လည်းဟိုကလည်းသူတို့ကိုပြန်စော်မှာလေอืมอืมဆိုတော့ဒါပေမဲ့အဲ့ဒီ terms တွေကလည်းဒီ concept ကရှိနေတယ်ဒါပေမဲ့တကယ်စစ်မှန်တဲ့ gospel ကသူတို့မသိသေးဘူးဆိုတော့တန်တာတွေပုံပြင်သဘောအရဆိုရင်တော့ဒီအရင်တော့ကဒီဖန်ဆင်းရှင်ဘုရားရှိတယ်ဒီကဘာကြီးကိုဖန်ဆင်းတယ်ပြီးတော့ဒီလူတွေကိုဘယ်လိုဖန်ဆင်းလဲဆိုတော့ဒီမတေဟန်မျိုးအနေနဲ့ဘုရားကဖန်ဆင်းတယ်ဘလို့မတေဟန်မျိုးဖြစ်တဲ့ကိုအော်မမတေဟန်သေးမျိုးမျိုးအေးမတေဟမန်မျိုးထာဝရသေးနိုင်တဲ့အမျိုးအနေနဲ့အေးရဆရာ အဲ့မှာအပြင်တွေကိုလည်းသူဘယ်လိုဖန်ဆင်းခဲ့လဲဆိုတော့ဒီအရန်ကောင်းသူအရက်စကားနဲ့ပြောမယ်ဆိုရင်တစ်ပင်တွေမှာအဆူဆိုတာမရှိဘူးပေါ့နော်အဲ့လိုမျိုးထိကောင်းအောင်ဖန်ဆင်းတဲ့အခါမှာအရန်ကိုတာယာခဲ့တဲ့အချိန်ပေါ့อืมဒါပုံပြင်ပေါ့နော်ဒါပေမဲ့တရက်ကျတော့လူတယောက်ကလိန်လိုက်တာဘုရားကိုဘယ်လိုလိန်လိုက်တယ်ဆိုတော့ဖန်ဆင်းရှင်ရဲ့တဲ့ခင်ဗျားကကျွန်တော်တို့ကိုမတည်မျိုးအဖြစ်ဖန်ဆင်းခဲ့ပေမဲ့အခုဘယ်လိုလုပ်ကြမလဲကျွန်တော်တို့လူတယောက်တည်သွားပြီဆိုပြီးဒါလိန်တာဆိုတော့ဘုရားဖန်ဆင်းရှင်ဘုရားကလည်းဟာငါမတည်မျိုးဖန်ဆင်းခဲ့တာဘယ်လိုလုပ်တည်တာဖြစ်နိုင်ပဲမလဲပေါ့နော်ဒါပေမဲ့ခုတယောက်ကလည်းလိန်တာဒီလိန်တဲ့အခါမှာဘုရားကဒီ sorry ဖန်ဆင်းရှင်ဘုရားကဒီတဲ့အမှန်ဟုတ်မဟုတ်ပြန်ပြီးစစ်ဆေးလိုက်တဲ့အခါမှာဒီလူရဲ့ဒီလိန်ညာမှုအကြောင်းပေါ်တော့ဗောနော်ဒါယုတ်တိတော့ရှိချင်မှရှိမယ်ပေါ့ဒါပေမဲ့ကျွန်တော်ကြားဖို့တဲ့ဒီ wrong လို့ဆိုတော့နောက်ဆုံး result ကဘယ်လိုထွက်သွားလဲဆိုတော့အဲ့အမှလူတွေကိုဘယ်လိုမျိုးချမှတ်လိုက်လဲဆိုတော့ငါကထောင်ရမတည်နိုင်အောင်မင်းတို့ဖန်ဆင်းခဲ့ပေမဲ့ခင်ဗျားတို့က
ဒီတေးတယ်ဆိုပြီးလိန်ညာတဲ့အတွက်ဒီနေ့ကစပြီးမင်းတို့တေးရမယ်တေးမျိုးဖြစ်သွားပြီဆိုတော့အဲ့ဒီဟာကြောင့်ပေါ့နော်ဒီဖန်ဆင်းခံဒီတဘာဝသောတာအကုန်လုံးကလူတွေကိုစိတ်ဆူကြတယ်စိတ်ဆူကြပြီးတော့နောက်ဆုံးမှသူတို့ကသူတို့ဘာလုပ်လိုက်လဲဆိုတော့အရင်ကအဆူမရှိဘူးတစ်ပြင်းနေမှာလေခြုံဒီမှာဒါမဲ့ဒီလူတွေကြောင့်ဖြစ်လာတဲ့ result ကိုအရန်သောတာထွက်ပြီးမှသူတို့ကိုယ်တိုင်ဆူးတွေကိုလုပ်ခဲ့ကြတယ်ဆိုတော့ဒီကျွန်တော်ပြောအမှနားလေလိုက်တဲ့ concept ကအော်ဒီထောင်ရအသက်ပြီးတော့ဒီဘုရားကိုလိန်တဲ့ဒီမကောင်းမှုဆိုတဲ့ဟာတွေပေါ့နော်ဆိုတော့ဒီຢာတွေကဒီ gospel ကိုလက်ခံဖို့အတွက်တကယ်ဒီအချိန်တစ်ခုတော့ယူခဲ့ရတာပေါ့ကွာနော်ဒါမဲ့ကြာလာတဲ့အခါမှာဒီຢာတွေကဒီတကယ်တိတိမိမိချိတ်ဆက်သွားတဲ့အခါမှာဩဒီဒီအခုဒီဆရာတွေပြောနေတဲ့ဒီ gospel ကငါတို့ဘူပဲလီတစ်ချိန်လုံးပြောနေခဲ့တဲ့ဒီတည်င်းကောင်းဒါမှမဟုတ်ဖះအမျိုးမျိုးပါလဲနော်ငါတို့တကယ်လို့ချင်နေတဲ့အရာမဖြစ်နိုင်ဘူးလားဆိုတော့ဒီသူတို့တကယ်ချိတ်ဆက်နိုင်ခဲ့လို့လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကျတော့ဒါအကောင်လုံးနဲ့တူပါတယ်ဒီနတ်ကြောက်တဲ့ကိစ္စဒီဆိုတော့ဒီခရစ်တော်ကိုယုံကြည်လက်ခံပြီဆိုရင်နတ်ကိုကြောက်စရာမလိုဘူးဆိုတော့ဒီသူသားသူတရားပေါ့နော်ကြောက်စရာမလိုဘူးဒါအဲ့ဒီပြဿနာအကောင်လုံးအပြီးတိုင်ရှင်းသွားမယ်ဆိုတဲ့ကိစ္စနဲ့ဒီအတိတ်ကဒီကိစ္စတစ်ခုကြောင့်ရောအောင်လေတစ်မျိုးလုံးတစ်ဆွေလုံးကဒီခရိယန်ဖြစ်လာတာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ကဘာပြောလဲဆိုတော့အော်ဒီကျွန်တော်တို့ရဲ့ကာချာဒီဥမာကျွန်တော်တို့ရဲ့ပုံပြင်တွေကတကယ်တမ်းကျတော့ဒီ gospel ကိုတကယ်တမ်းဒီနားလေသဘောပေါက်သွားမယ်ဆိုရင်တော့ဒီဟာတွေကအလကားမဟုတ်ဘူးပဲဒီလူမျိုးတစ်မျိုးကိုဒီ gospel ကဘလောက်ကောင်းကြောဒီလက်ခံလာဖို့အတွက်ဆိုရင်ဒါမှဒီပေါင်းကူတရားဖြစ်နေတော့မှတကယ်တန်ဖိုးရှိတဲ့အရာတွေဖြစ်နေတာပေါ့နော်ဆိုတော့ဒါလောလောဆယ်ကျွန်တော်observation လုပ်လိုက်တဲ့ကိစ္စอืมဟိုကပေါ့ဆယ်ကြုံတော်ပြောသလိုဆိုရင် तू က pre understanding ဒါမှမဟုတ်ရင်လည်း pre knowledge လို့ပြောရမလားအဲ gospel တော့သူတို့စီတော့မရောက်သေးဘူးကျမ်းစာလည်းမရှိသေးဘူးဖះเจ้าလည်းဘယ်သူမှသူတို့မပြောသေးဘူးဒါပေမဲ့အဲ့ဒီမှာသူတို့ရဲ့ဒီရဝမ်မျိုးနွယ်တွေရဲ့ဒီဘယ်လိုခေါ်မလဲ story တွေပေါ့ပုံပြင်တွေပေါ့ဒန္တာရီတွေပေါ့ yeah yeah အဲ့ဒီဟာတွေကဖះသခင်ရှိတယ်ဆိုတော့ဒါပေမဲ့ဖះ gospel တော့မရောက်သေးဘူးဖះအကြောင်းတော့မရောက်သေးဘူး concept ကတော့ရှိနေတယ်ဆိုတဲ့သဘောပေါ့ yeah ရှိအဲ့နေဒီမှာ concept ကရှိနေတယ် contextual theology အနေနဲ့ပြောမယ်ဆိုရင်တော့အဲ့ဒါဆိုရင်တော့ဒီဟာက gospel ရောက်ဖို့အတွက်အာအထောက်အကူတော့ဖြစ်သွားတာပေါ့နော်တစ်ဖက်ကနေ yeah ဆိုဟုလက်တ်တယ်ခံနိုင်အဲ့လိုဖို့အတွက်နားလည်လို့ရအရန်လွယ်ကူသွားတယ်อืအဲมဒုတိယတစ်ချက်ကဒီဟာကိုဆွန့်လွတ်လိုက်ရင်တော့ဒီနတ်ကိုးကွယ်မှုဆွန့်လွတ်လိုက်ရင်တစ်ဖက်ကနေ sorry ယေရှုခရစ်တော်လက်ခံလိုက်ရင်တစ်ဖက်ကနေနတ်ဆိုးကလက်ထဲကနေလုံးဝဟို yeah လွတ်ကျွတ်သွားတယ်ဆို free ဖြစ်သွားတယ်ဆိုတော့ totally free ဖြစ်မယ်ဆိုတဲ့ဟာကသူတို့အတွက်ဟိုဘယ်လိုခေါ်မလဲဟိုအရက်စကားနဲ့ပြောခေါ်ပဲသဘောမျိုးလည်းတော့ဖြစ်မှာပေါ့လေဆိုတော့ကျွန်တော်တို့အ yeah မျိုးဟုတ်တယ်မှာလေအဲ့ဒါရှိတယ်သိလားကျွန်တော်တို့ဥမာဒါပေမဲ့ကျွန်တော်တို့အရင်နီးသေးတယ်ကျွန်တော်တို့ပြောင်းလဲတဲ့ဟာတွေဥမာကျွန်တော်တို့မျိုးဆက်မှာဆိုရင်ကျွန်တော်အဖိုးအာကျွန်တော်အေးပေါ့ကျွန်တော်အဖေရဲ့အဖေကတော့အခုဟိုမရှိတော့ဘူးဒါပေမဲ့သူတို့ခေတ်တုန်းကဆိုရင်တော့သူတို့နတ်စားတွေလေကောင်းကောင်းအခုကျွန်တော်အဖိုးတွေထဲအငယ်ဆုံးတစ်ယောက်ရှိတယ်အခုရွာမှာရှိနေတော့မှသူဆိုရင်ပြီးခဲ့တဲ့အာကျွန်တော်တို့နေရာဒီတုန်းကကျွန်တော်တို့ဟိုတွေ့ကြသေးတယ်သူတို့ဆိုရင်တော့အရင်တုန်းကဘယ်လောက်ထိတောင်ဖြစ်လဲဆိုတော့ဒီဟိုအာမြန်မာလိုခေါ်နတ်ပစန်းလို့ခေါ်မလားနော်နတ်ဆရာတွေပေါ့လေတီးတန့်ရေဟိုလိုကြီးနတ်ဆရာမဟုတ်ရင်တော့မှသူတို့ကယာတိဥတုတွေပြီးလူတယောက်ဖျားနေတယ် critical ဖြစ်နေတယ်အဲ့ဒါဆိုရင်အဲ့ဒီလူဟာသေမလားရှင်မလားဆိုတာကိုသူတို့ကနည်းနည်းလေးအာဘာလဲဟိုအရွက်တွေဘာတွေကိုသူတို့ရဲ့ခေါင်းအောက်မှာထားတယ်မနေ့ကျအဲ့ဒါကြည့်လိုက်တယ်ဆိုတော့ဩအဲ့ဒါဆိုရင်တော့ဒီလူဟာသေမယ်မသိဘူးဒါမျိုးတွေသိရမလားဘေးရင်လိုနတ်ပစန်းလိုဘာလိုအဲ့လိုဟာမျိုးတွေသူတို့လောက်တာ哦ဆိုတော့တစ်ဖက်ကနေကျွန်တော်ခုနဒါပေမဲ့ကျွန်တော်တို့စီမှာတော့အဲ့လို story တွေကြီးကြီးမားမားတကယ်ဟိုဖျားဆိုတဲ့ concept ကြီးတော့ခုနတိတာထင်ရှားတဲ့ story တော့ကျွန်တော်မသိခဲ့ဘူးဒါပေမဲ့ကျွန်တော်နားလည်သလောက်ဆိုရင်တော့အဲ့ဒီမှာဟိုဘာဖြစ်နေလဲဆိုတော့အဲ့ဒီချိန်လုံးကလေးကနေစပြီးတော့ဒီ
လူတွေကကျန်တဲ့လူတွေအားလုံးဒါကတော့ကျွန်တော်ထင်ပါတယ်တိုင်းသားတော်တော်များများမှာဒီဟာတော့ရှိမယ်ထင်တယ်ကျွန်တော်တို့မှာဥမာဟိုရှေ့ကတယောက်တခုခုလောက်လိုက်စားအနောက်ကဟိုဘယ်လိုခေါ်မလဲကြိုက်တာမကြိုက်တာတက္ကနာထားနည်းနည်းနာခံတတ်တယ်လို့ပဲပြောရမလားနော်အဲ့ဒီဟာလေးတော့နည်းနည်းရှိကြလားမသိဘူးအဲဒါကျွန်တော်ယူရမှာလဲကျွန်တော်အဖိုးတွေဆိုရင်လည်းအဲ့ဒီလိုပဲကျွန်တော်အဖိုးတွေကတစ်ဖက်ကနေနတ်ဆရာတွေဖြစ်တဲ့ခါကျတော့နည်းနည်းဩဇာရှိတယ်လည်းပြောရမယ်တစ်ဖက်ကနေယူရမှာဆိုအဲ့တုန်းကဥက္ကဋ္ဌဥမာဥက္ကဋ္ဌတို့တကြီးတို့ဆိုတာထက်ဆိုင်တော့ဟိုဒီနတ်ဆရာတွေဆရာကြီးဖြစ်တာ哦ဒီရွာမှာစော်ဘွားတို့နတ်ဆရာတို့သူတို့တွေကပဲဆရာတွေဖြစ်နေတာ哦အဲ့လိုခေတ်ဆိုတော့အဲ့ဒီမှာအာကျွန်တော်အဖိုးပြောတာသူတို့ကနောက်ဆုံးကိုင်းထောင်ထားတယ်အဲ့ဒီကိုင်းမှာငါတို့သွားကြည့်တင်သလားမကြည့်တင်ဘူးလားအကောင်မိလားမမိဘူးလားဆိုတော့သူတို့ကနမိတ်တွေပါဖတ်ကြရလေတင်မလားအဲ့လိုတွေဖတ်ပြီးတော့အဲ့လိုတွေဖြစ်တော့အဲ့ကျွန်တော်သူတို့ပြောတဲ့အတိုင်းလည်းဖြစ်တယ်အဲ့ဒါအာမိပြီပြုတ်ခါနေပြီကိုင်းကကျိုးကပြက်ခါနေပြီဒါမှမဟုတ်ကိုင်းတန်ကျိုးသွားတယ်ဆိုတာစသူတို့ဒါကြည့်ပြီးတော့ပြောလို့ရတယ်ဆိုတော့တစ်ဖက်ကနေလည်းအာကျွန်တော်ဘာတော့ဆင်ချင်မိလဲဆိုတော့အဲ့ဒီတုန်းကလူတွေကကျွန်တော်အဖိုးတို့တွေသူတို့တွေကတကယ်အကျိုးကျေးဇူးလို့ပြောရမလားသူတို့ရဲ့အဲ့ဒီအကျိုးကိုခံစားခဲ့ရတယ်ဗျာဥပမာဆိုပါစို့ဟိုနတ်ကသူတို့ကျေးဇူးပြုတယ်ပေါ့နော်သူတို့ကလည်းအပြည့်အလန်ကိုင်းကျွတ်မြင်ကျွန်းကိုင်းမြင်ကျေးဇူးပြုကြတယ်ဆိုတော့ဒီအရာတော်ကောင်းကောင်းသိတယ်နောက်ဆုံးချမ်းသာအရန်ကြီးတဲ့ချမ်းသာဘီလီယံနဲတွေဘာတွေတော့မဖြစ်ပေမဲ့အဲ့လိုတော့မဖြစ်ပေမဲ့စားတော့ဈေးကတော့ပူစရာမလိုစပားဆိုတာတော့နောက်လာမယ့်နှစ်သွဲထိလုံလောက်နေတယ်ဗျာသဘောတစ်ခုကလေအဲ့လောက်ထိဆိုင်စပားပေါ်များပြီးတော့သူကနဲ့သူလေးက stable ဖြစ်နေတာအဲ့ဒီဘဝကြီးကိုသူတို့ခြံထားတဲ့နေ့ကနေစပြီးတော့သူတို့ဒီ life style ကြီးကိုသူတို့comfort zone လို့ပြောရမလားအဲ့ဒါကြီးကိုခြံထားပြီးတော့နတ်ကိုးကွယ်မှုတွေအားလုံးခြံထားရလောက်တဲ့တသိတနေ့ပဲအဲ့ဒီကနေပြီးတော့မှဒီနေ့ထိခက်ခဲတာပဲကျွန်တော်တို့ထိခက်ခဲတာပဲအခုနောက်ဆုံးလာမယ့်နေ့မပြောနဲ့မနေ့ပြန်တစ်ပတ်ခါစားစရာတော့မှကျွန်တော်တို့တော်တော်လေးရုန်းကန်ရတဲ့အနေအထားမျိုးတွေဖြစ်တာ哦ဆိုတော့ကျွန်တော်ပြောချင်တာ traditionally ယဉ်ကျေးမှုအရာမျိုးရိုးစင်ဆက်သဘောတရားအရာဥမာဟိုကျွန်တော်တို့ဒေတာတွေမှာအစွဲရှိတာခုနနည်းနည်းတွတ်တူတာဗာလဲဆိုတော့အဖိုးကမကောင်းတာလုပ်ခင်မြေးထိခံစားရတယ်ဗျာသိရမလားကိုယ့်ရဲ့ကျွန်တော်အဖိုးကတခုခုမကောင်းလာတယ်ကျွန်တော်အိမ်ထောင်ပြုတယ်ကျွန်တော်သားသမီးကနည်းနည်း disable တခုခုဖြစ်လာတယ်ဆိုတော့အဲ့ဒါဆိုရင်ငါတို့အဖိုးကဒီလိုဖြစ်ခဲ့လို့အဲ့ဒါကိုနတ်ဆရာကမကြိုက်လို့အဲ့ဒါကိုနတ်ကမကြိုက်လို့အဲ့ဒါဆိုရင်နတ်ပူစောပသဖို့လိုတယ်ဆိုတော့အမြင်အဲ့အဓိကကျွန်တော်ပြောချင်တာကသူတို့မှာချက်ချင်းလက်ငင်းလိုချင်တဲ့အရာတစ်ခုကိုဆူတောင်းလိုက်ရင်ဒါမှမဟုတ်နတ်ကိုပူဇော်ပသလိုက်ရင်အကျိုးကိုချက်ချင်းရတယ်ကျွန်တော်လက်ခံချင်တာလက်မခံချင်တာတော့ဒါဒုတိယအဆင့်ပေါ့လေဒါပေမဲ့ပထမလောလောဆယ်တော့အဖြေရတယ်ဒုတိယတစ်ဆင့်အနေနဲ့ကိုလိုချင်တဲ့အဖြေရချင်တော့ဟိုသူတောင်းဆိုတဲ့ဟာကိုပြေဝလုပ်ပေးရမယ်အဲ့လိုမျိုးလေးတွေပေါ့အဲ့တော့ဒါကိုကြည့်ချင်းအပြင်တစ်ဖက်မှာဟို gospel ကိုသူတို့လက်ယုံကြည်တဲ့အခါမှာသူတို့လက်ခံတဲ့အခါမှာဒီသတင်းကိုကြားပြီးတော့သူတို့ပြောင်းလဲတဲ့အခါမှာဒီဟာတွေအားလုံးသူတို့ဆွန့်လွတ်ရမယ်ဆိုသူတို့သိတယ်ဒီဟာတွေဆွန့်လွတ်လိုက်ရင်တော့အကျိုးဆက်လည်းသူတို့သိတယ်သူတို့ဒီဟာတွေ suffering ဖြစ်လာမယ်ဒါမှမဟုတ်humanly persecution မရှိရင်တော့မှစိတ်သက်ပိုင်းဆိုင်ရာသူတို့ကိုအိမ်မက်ထဲမှာဖြစ်သိရမလားအဲ့လိုဟာမျိုးတွေရှိနိုင်တယ်ဆိုတော့သူတို့သိတယ်ဒါပေမဲ့အဲ့ဓာတွေအားလုံးကိုဆွန့်လွတ်ပြီးတော့ခရစ်တော်လက်ခံတယ်ခရစ်တော်လက်ခံပြီးတဲ့နောက်ဆက်တွဲကနေစပြီးတော့ပြဿနာတွေတောက်လျှောက်ကြုံကြရတယ်သူတို့တွေလေကျွန်တော်အဖိုးစံအဲ့ဒါပြောလို့မဆုံးသူငါအရင်တော့ငါနေခဲ့တော့ကရွာမှာဆိုတော့တရိษံဦးကောင်းတွေဘာတွေညာတွေသိရမလားတကယ်ဆရာကြီးပဲလေသူတို့တွေကတောင်ရဆိုနောက်ဆုံးကောက်တစ်စားပွဲတွေဘာတွေဆိုတော့တကယ်ယောက်ျားတွေဆိုတော့ခေါင်းတွေဘာတွေထိတ်ပြီးတော့သိရမလားဒီလိုအေးအေးဆေးဆေးနေကြတဲ့ခေတ်ကာလဖြစ်ခဲ့တာ哦အဲ့ဒါကြောင့်အာပြောချင်တာကတော့ဟိုအဲ့လိုအခြေအနေထဲကနေထွက်လာပြီးတော့ယေရှုခရစ်တော်ယုံကြည်လက်ခံတယ်ယေရှုယုံကြည်လက်ခံပြီးတော့သူတို့ကြုံတွေ့ရတဲ့ဒုက္ခတွေဆင်းရဲတွေခက်ခဲမှုတွေအဆင်မပြေမှုတွေသူတို့ကြုံရတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ကျွန်တော်အဖိုးတွေကဘယ်လိုပြောလဲဆိုတော့မင်းတို့ကဘာလို့ယေရှုယုံတာလဲတဲ့ရွာတွေကလူတွေလေတချို့ကလေးတွေဖခင်ယေရှုဆုတောင်းရင်တော့ကောင်းကြီးရတယ်ဘာညာပေါ့လေတခါတခါကျရင်ကျမ်းမာတယ်ဘာညာအဲ့ဒါသူကဘာပြောဆိုမင်းတို့ကျမ်းမာခြင်းနဲ့ကောင်းကြီးလိုခြင်းနဲ့ငါပြောပြမယ်မင်းတို့အဲ့ဒါတကယ်လိုခြင်းတော့ငါပြောပြမယ်တဲ့အဲ့ဒါ
အဲ့ဒါနတ်ကိုးကွယ်လိုက်အဲ့ဒါပုံမြင်နေတဲ့အဲ့ဒါ is အဲ့ဒါပုံမြင်နေတဲ့အဲ့ဒါမင်းကောင်းကြီးလိုချင်လားတဲ့ကောင်းကြီးဆိုတာတဲ့နည်းနည်းဟိုအေးอืมစစ်စစ်နေချင်လားပေါ့နော်အေးပေါ့အေးပေါ့အေးစစ်နေချင်လားနော်ဆိုင်စပါပေါ်များချင်လားအဲ့မှာအဲ့ဒါမင်းအရင်ဆင်ပြေတယ်တဲ့အသိလည်းမပင်ပန်းဘူးတဲ့အကုန်လုံးလည်းဆိုတော့အခုထိဒီနေ့ထိနတ်ကိုးကွယ်နေတဲ့လူတချို့တွေရှိတယ်သူတို့ကတကယ်ပဲအဆင်ပြေတယ်အဆင်อืပြေတယ်มတောင်ရခုတ်တာချင်းတူတော့သူတို့တောင်ရတွေကနည်းနည်းอืมဟို fruitful ဖြစ်တယ်အဆင်ပြေကြတယ်အဲ့တော့ तू အဲ့လိုပြောတော့သူอืကျွန်တော်มတို့ညီတွေညီမတွေပေါ့တချို့တွေပါမင်းတို့อืมအဲ့လိုအဆင်ပြေပြီးတော့ comfort zone ထဲမှာနေချင်တယ်ဆိုတော့တတရနေချင်တယ်ဆိုတော့နှက်ကိုးကွယ်လိုက်တဲ့ तू ပြောတာလေးလုပ်ပေးလိုက်အဆင်ပြေတယ်တဲ့အဲ့ဆိုဦးလေးကဘာဖြစ်လို့အဲ့ဒီထင်ဆိုငါတို့ဟာတဲ့အဲ့ဒီตาရတာတွေကောင်းကြီးတွေပြီးအဆင်ပြေနေတာတွေအားလုံးထက်ဆိုင်ဟိုတကယ်လက်တွေ့ကြတာကိုပို့ပြီးတော့သဘောကျတယ်ဒီအဖိုးကြီးတွေကစာလည်းမဖတ်ပဲနဲ့ဘာဖြစ်လို့အဲ့လောက်ထိပြောတယ်လဲဖို့လေကျွန်တော်တို့ကျတော့ Bible study တွေလုပ်ရတယ်ကျမ်းစာကျောင်းသွားရတယ်စာတွေอืဖတ်ရတယ်มမြန်မာစာလေ့လာတယ်အင်္ဂလိပ်စာအေးပေါ့အကုန်လုံးလုပ်လာပြီးတော့ယေရှုယုံဖို့ပြောတာတော့မှသိရမလားအခုဒါဒီ study လုပ်ပြီးတော့ဟိုနားမှာရွှေဟိုငါတွားရင်တော့တရားဟော love gift ဘယ်လောက်ရမယ်ဟိုနားမှာဒီဟာတွေဖြစ်လာမလို့ဘူးလားဆိုတော့ဖခင်သခင်တော့ထောက်ပံ့ပေးမယ်ဆိုတော့ယုံကြည်တယ်ဒါပေမဲ့ပြောချင်တာတခါကျအဲ့ဒီဘက်ကိုအရန်ဆောင်ပေးပြီးတော့သွားလိုက်ရင်ကျွန်တော်အဖိုးနောက်တော့မှကျွန်တော်အဆင်မရှိတဲ့သဘောဖြစ်သွားတယ်ကျွန်တော်လေဆိုအရင်อืတော့ကလူมတွေကတော့对မှတကယ်အခုနဆက်ကျွန်တော်ပြောသလိုကျွန်တော်တို့ဘိုးဘွားတွေကျွန်တော်တို့ရဲ့အာကနဦးလူတွေကဟိုဘယ်လိုခေါ်မလဲအရင်လက်တွေ့ကြပါတယ်အဲအားနေတဲ့အပိုင်းတော့ပညာရေးနဲ့ဒီ IT ခေတ်မီနည်းပညာအသုံးပြုတဲ့အပိုင်းတွေရဲ့ဟိုဒီဟိုအပိုင်းမှာတော့အားနေချက်တွေတော့အများကြီးရှိမှာပါဒါပေမဲ့ဒီယုံကြည်မှုပိုင်းဆိုင်နဲ့လက်တွေ့ကြတဲ့အပိုင်းမှာတော့တော်တော်လေးတော့ဟိုစံထားတဲ့ပုံကိုယ်တွေပေါ့လေပြီးတော့အနစ်ချုပ်လိုက်ရင်ကျွန်တော်ပြောချင်တာအာကျွန်တော်တို့စီမှာတော့ gospel ကိုသူတို့ဘယ်လိုကြောင့်ရောက်လာတဲ့အခါမှာအခုနဒီရဝမ်တွေလိုအရန် similar ဖြစ်တဲ့ဒါမှမဟုတ်ရင်လည်းဟို identically ဟိုထပ်တူကြတဲ့အခြေအနေမျိုးတော့မရှိခဲ့ဘူးပင် story တွေပါတယ်ဆိုတော့ကျွန်တော်တို့ကဒန်နာရီဆိုတဲ့အထက်မှာတော့အချစ်အကြောင်းတွေပါတယ်လေသိရမလားအဲ့ဒါနဲ့嗯哼ပုံပြင်နေဆိုရင်သူ့ကောင်လေးကလာပြီးတော့ထမင်းထုတ်ယူလာတယ်အဲ့ဒီထမင်းထုတ်ကိုသူ့ကောင်လေးကကြောက်ပေါ်မှာထားခဲ့တာနဲ့အဲ့လိုပုံစံမျိုးလေးတွေလေကြောက်သုံးอ๋อပေါ်မှာထားခဲ့တာနဲ့အဲ့ဒါနဲ့သူ့ကောင်လေးမလာခင်မှာအဲ့ဒီဟာကိုသူ့ကောင်မလေးကတွေ့ပြီးတော့ဒီနေရာမှာဘာညာပေါ့အဲ့လိုအချစ်ရေးလို့လို့อืဘာလို့လို့အဲ့มလိုဒဏ္ဍာရီလေးတွေတော့ရှိတယ်ဒါပေမဲ့အခုနอ๋อဒီဒီ gospel concept ပုံစံမျိုးဒါတွေလည်းဆွဲရင်တော့ရကောင်းရမှာပါဒါပေမဲ့ဟိုอืมอืมအဲ့对လိုပုံစံမျိုးတော့မရှိဘူးပေါ့လေဒါပေမဲ့အာသူတို့နှက်ကိုးကွယ်တယ်နှက်ကိုးကွယ်တဲ့ဘဝကနေပြီးတော့အစဉ်ပြေတယ်အဲ့ဒီအစဉ်ပြေနေတဲ့ဘဝကိုခြံထားပြီးတော့ခရစ်တော်သူတို့ယုံကြည်လက်ခံခဲ့တယ်ဆိုတော့ပြောနိုင်တာတော့ the power of gospel ဒါမျိုးလေဒီဧဝံဂေလိတရားရဲ့တတ်နိုင်ခြင်းကတော့တော်တော်လေးအံ့ဩစရာပေါ့လေအဲအကြောင်းကိုယ့်ကိုယ်လည်းအမြဲอืมတမ်း对remind ဘယ်လိုခေါ်မလဲတတိပေးနေရတာပါလဲဆိုတော့အဲ့ဒီဟိုချမ်းသာကြွယ်ဝကျမ်းမာခြင်းတွေနောက်ကိုပဲလိုက်နေမယ်ဆိုရင်တော့ဘာထူးတော့မလဲပေါ့တခါကျရင်ကိုယ့်ရဲ့ဥတီချက်ပျောက်嗯သွားသလိုတော့ခံစားမိတဲ့အချိန်တွေတော့ရှိတာ။အဲဒါကြောင့်嗯အာခုန对ဆရာကျွန်တော်ပြောသလိုဒုတိယတစ်ချက်ကဒီယေရှုယုံကြည်လက်ခံရတဲ့ဒီထက်ကနေဟိုလုံးဝလွတ်သွားပြီဆိုတဲ့ဟာလေးပေါ့လေ။ဒါကျွန်တော်တခုမေးဦးမယ်။အဲ့ဒါဆိုရင်တော့ဆက်ပြီးတော့ဆွေးနွေးကြည့်အောင်။အဲ့ဆိုယေရှုခရစ်တော်ကိုယုံ，OK，ကြည်လက်ခံလိုက်တာ ਨੇ ဟိုယေရှုခရစ်တော်ကိုယုံကြည်လက်ခံလိုက်တာ ਨੇ အဲ့ဒါဆိုရင်တစ်ဖက်မှာကျွန်တော်တို့ချိန်ချင်းနေဒါမှမဟုတ်ဘိုးဘွားဆင်ဆက်ကနေပါလာတဲ့အာဒီဘယ်လိုခေါ်မလဲအမင်္ဂလာတွေပေါ့နော်အဲ့ဓာတွေအားလုံးက呀，ပျောက်သွားပြီလားပြီးသွားပြီလားဒါမှမဟုတ်ရှိသေးတာလားဘယ်လိုဖြစ်နိုင်လဲOK，ဒီနေ့ချိန်ထိတော့ကျွန်တော်တို့ generation ရောက်တဲ့အခါမှာတော့အဲ့လိုမျိုးကိစ္စတွေကတိတ်ကျွန်တော်တို့မကြားတော့ဘူးတိတ်ကျွန်တော်တို့မျိုးဆက်မှာတော့တိတ်မရှိတော့ဘူးဒါပေမဲ့ဒီ gospel ကိုဆက်ကြားခဲ့တဲ့ဒီကျွန်တော်တို့ရဲ့ပူပေးတွေကျတော့ဒီ gospel ကိုယုံပြီးအထူးသဖြင့်ပေါ့ဒီ Jesus Christ ကိုကျွန်တော်တို့သူတို့ကလက်ခံပြီးဆိုတော့ဒီနတ်ကိုကြောက်စရာမလိုတော့ဘူးဆိုတာကဒီသူတို့ကတကယ်လေသူတို့ကကြုံခဲ့တာဟုတ်ဒီ practical လေးကြားတယ်ကွာပြီးတော့ပုံပြင်ဆိုတာတဲ့ဒီတာကိုလက်ခံခဲ့တဲ့ဒီကျွန်တော်တို့အဖိုးတွေပြောပြတဲ့ဒီအဖြစ်အပျက်တစ်ခုရှိရပေါ့နော်ဒီဘင်းတော့ဒီကျွန်တော်တို့ဘိုးဘေးတွေလက်ထက်
မှာပေါ့နော်ဒီတကယ့်ကိုစွမ်းတဲ့နတ်ဆရာတယောက်ရှိခဲ့တယ်ဆိုတော့ဒီနတ်ဆရာရဲ့ကောင်းနတ်ဆရာတွေထဲကနဲ့ကောင်းဖို့ကောင်းလို့လည်းပြောလို့ရတယ်ပေါ့နော်ဆိုတော့တရက်ကျတော့သူကအဲ့ဒီချိန်မှာ gospel ကရောက်နေပြီဒါပေမဲ့တချို့ကလက်ခံတယ်တချို့ကလက်မခံသေးဘူးဒီဟိုဖက်ရွာဒီဖက်ရွာဖြစ်မှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့စကားဆိုတမျိုးပဲတုံးကြလေနော်အဲ similar ဖြစ်တယ်ကွာအမှတရက်ကျတော့အဲ့ဒီနတ်ဆရာကြီးကဒီသူနတ်တွေနဲ့ဒီအချိတ်ဆက်လုပ်ပြီးမှဒီစကားပြောရင်းနဲ့အဲ့ဒီဟိုဘက်ရွာကဒီ gospel လက်ခံတယ်ဆိုတဲ့အကြောင်းသူလည်းကြားထားတဲ့ခါမှာဒီနတ်တွေကိုမေးကြည့်ရပါဆိုတော့ဟိုဘက်ကဒီရွာရဲ့လူတွေအခြေအနေကရောဘယ်လိုလဲလို့သူကမေးလိုက်တဲ့ခါမှာနတ်တွေပြောတဲ့ဟာတစ်ခုရှိရပါဟိုဘက်ရွာဟိုဘက်ရွာမှာလူမရှိဘူးပေါ့လေနော်ဘာမှမမြင်ရဘူးလို့ပြောတယ်အဲ့ဒီနဲ့နတ်ဆရာအော်သွားတယ်ပေါ့ဟာမဟုတ်ဘူးလေအဲ့ဒီရွာမှာလူရှိရလေကျွန်တော်တို့ကဘာမှမမြင်ဘူးနတ်တွေပြောတာကျွန်တော်တို့ကဘာမှမမြင်ဘူးလို့အဲ့လိုမျိုးပြောတယ်အဲ့ဒီတဲ့င်းကဒီတရွာလုံးပြတ်သွားတဲ့ခါမှာလူတွေကပြောဘာပြောလဲဆိုတော့အော် gospel ကိုလက်ခံလိုက်တဲ့လူတွေကိုစနတ်တွေတောင်မှမမြင်ကြတော့ဘူးပဲနတ်တွေတောင်မှမမြင်နိုင်ဘူးပဲဆိုရက်ဒီဒီအဲ့လိုမျိုးတွေဖြစ်ပျက်လေးတွေရှိခဲ့ရပါဘူးဆိုတော့ဒီဒေချာပရဲကျွန်တော်ကတော့အဲ့ဒါတော့မငင်းပါဘူးဒီယေရှုကိုလက်ခံဒီ gospel ကိုလက်ခံလိုက်ရင်တော့မှအဲ့ဒီဂျင်ချင်းဆိုတဲ့ဟာတွေကဒီအဲတညအတဲ့နဲ့တော့မပြောက်တော့လောက်ဘူးပေါ့နော်ဒီအဲ့ဒီ concept ပဲအတွေးခေါ်တွေအဲ့ဒါတွေကတော့အနေနဲ့အများတော့ရှိအောင်ပါပဲဒါပေမဲ့အဲ cosplay ရဲ့ဆိုတော့သူချတာကပေါ့နော်ဒီအချင်းကြလာတဲ့အနေများအဲ့ဒါသူတို့ကိုပြန်ပြီးတော့ပုံသွင်းတာသူတို့ရဲ့ဒီ old concept တွေဒီ delay တွေပေါ့နော်ဒီဘေဟာကိုတော့ဒီလှုပ်တင်တယ်ဘေဟာကိုတော့ကျွန်တော်တို့ moment တင်တယ်ဘေဟာကိုတော့ကျွန်တော်တို့ဆက်လုပ်တင်တယ်ဆိုတဲ့ဟာကိုသူကအချင်းကြာလာတဲ့မြတ် shift လုပ်သွားတဲ့အခါမှာဒီကျွန်တော်ပြောချင်တဲ့သဘောကကွာဒီ crush ဆိုတဲ့ဟာတွေကဒီအဲ့ဒီချိန်ထိတော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့အဲတေချာတာတခုတော့ကျွန်တော်တို့လက်ထက်မှာတော့ကျွန်တော်မရှိတော့ဘူးလို့ပဲကျွန်တော်ယုံတယ်ရုပ်လက်မခံဘူးကွာကျွန်တော်ဒီ crush ဆိုတဲ့အရာတွေပေါ့နော်ဆိုတော့ဟိုအခုလက်ကဟိုကရှိကျွန်တော်တို့ဒါကဟိုပါyeah ပေါ့ကျွန်တော်မေးရခြင်းရဲ့ဟိုဟာအကြောင်းရင်းကတခါကျရင် yeah ဟိုဒီရှင်ပေါလုကတော့ဒီဂလာတိ3ထဲမှာတော့သူဒီကိစ္စကိုတော့ပြောတာတော့ရှိရလေနော်ခရစ်တော်ရဲ့လက်ဝါးကတိုင်တရားအဖြစ်ကျင့်ခြင်းတွေ yeah အားလုံးဟာပြီးသွားပြီဆိုပြီးတော့သူပြောခဲ့တာ哦ဒါပေမဲ့တခါကျတော့mhm theology တနည်းအားဖြင့်ကျမ်းစာကျောင်းသားလေးဖြစ်တော့ကျွန်တော်တို့နည်းနည်းလေးစဉ်းစားမိတာပေါ့လေကိုရီနေတဲ့နယ်ပြန်ရအောင်ဘယ်လိုရင်ဆိုင်ရမလဲပေါ့ဒါတော့အေးဥမာတခါကျကိုပါဝင်နေတဲ့အသင်းတော်မှာသင်းအုပ်ဆရာတွေကိုနိုင်ဟိုကသိရမလားဒါမှမဟုတ်လဲကိုနဲ့ဆက်ဆိုင်yeah နေတဲ့လူတယောက်ကဥမာကြင်ချင်းဖြတ်ပွဲတို့ဘာလို့လုပ်လာပြီးဆိုရင်အဲ့ဒါကြီးကိုကအာမင်ထူရမှာလားဒါမှမဟုတ်ရင်လဲဒါ against လုပ်ရမလားဒါမှမဟုတ်ဒါကိုမတိမတာယုံကလေးနာစေးနေဆိုပြီးတော့ဒီလိုနေရမှာလားပေါ့ဆိုတော့အဲ့လိုလေးဖြစ်လာတော့အမှန်တိုင်း to อือ be honest တခါကျရင်ကိုယ့်အနေနဲ့ personally ကျွန်တော်တော့အဲယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းသတင်းစကားတနည်းအားဖြင့်ခရစ်တော်ရဲ့ကယ်တင်ခြင်းခရစ်တော်ကိုအသက်သခင်ကယ်တင်ရှင်အဖြစ်လက်ခံတဲ့နေ့နေစပဲအဲ့ဒီ cost တွေအဲ့ဒီချိန်ချင်းအမင်္ဂလာတွေကတော့မရှိတော့ဘူးလို့ကျွန်တော်တို့ကတော့ယုံကြည်တယ်ဒါပေမဲ့ပြဿနာကဒီ ordinary people တွေပေါ့ဒါမှမဟုတ် layman တွေကြားထဲမှာဒီတာမန်ကျွန်တော်တို့ယုံ Bible study ကိုကျွန်တော်တို့သေချာစနစ်တကျမလေ့လာသေးတဲ့ယုံကြည်သူတွေကြားထဲမှာအဲ့ဒီဟာလက်ခံဖို့ကတော်တော်ခက်တာ။ဘာကြောင့်လဲဆိုတော့ခုနဆရာကျွန်တော်ပြောတဲ့ practical လို့ပြောတဲ့လက်တွေ့မြေပြင်မှာဖြစ်ပျက်နေတဲ့တချို့အကြောင်းအရာတွေကြောင့်ဖြစ်သွားတာလေ။ဥပမာသူတို့ကယေရှုခရစ်တော်တို့ယုံတယ်။ဒါပေမဲ့မြေပြင်မှာတော့ဥပမာသူ့အဖေဖြစ်တဲ့လူကဆိုပါစို့အာမကောင်းတာလုပ်တယ်အဲ့နဲ့သားဖြစ်တဲ့လူကလည်းဆိုပါစို့ဗျာအဖေဖြစ်တဲ့လူကတခြားတစ်ယောက်ရဲ့လက်ကိုတွားခုတ်မိတယ်ဆိုပါစို့အဲ့တော့မွေးလာတဲ့ကလေးကလက်တစ်ဖက်မကောင်းတာတို့ခြေတစ်ဖက်မကောင်းတာတို့ဆိုရင်တွေ့လားယေရှုကိုငါတို့ယုံကြည်လက်ခံပြီးမဲ့ကြိမ်ချင်းဆိုတာဒါယေဇကျေးလက်၁၈ကိုပြန်ကုတ်ပြီးတော့မှပြောရင်တော့အဲ့ဒါအဘတို့ဒီရှင်တော်စပစ်တီကိုစားတဲ့ကြောင့်သားတို့ဒီသွားချင်းလည်းရှိတယ်ဆိုတဲ့ဟာပေါ့တကယ်တော့ဒီယေဇကျေးလာ context ကတော့တစ်မျိုးပေါ့လေကျွန်တော်မြေပြင်မှာယူနေကြတဲ့အယူကတစ်မျိုးဖြစ်တာ哦အဲ့လိုဖြစ်တဲ့ခါကျတော့ဟဲ့အဲ့ဒါဆိုမဲဟိုတလောကလည်းကျွန်တော်တို့ကြားပါတယ်ဗာလဲဒီအာအဖေကအရက်သမားဆိုရင်
သမီးကလည်းအယက်သမားဖြစ်လာဘူးအဖေကတရားဟောဆရာဆိုသားသမီးတွေကလည်းတရားဟောဆရာဖြစ်လာမှာပဲဆိုတော့မျိုးရိုးနဲ့ဆိုင်တဲ့ဟာလေးတွေပေါ့လေအဲ့လိုတွေဖြစ်တဲ့ခါကျတော့အဲ့ဒါကသမာတရားနဲ့ကိုကိုက်ညီရဲ့လားပေါ့လေနော်ဆိုတော့အဲ့ဒီဖက်ရှုတော့ခုနထက်ဆန်တယ်နည်းနည်းဒီဖက်ကိုပြန်တိုးပြီးတော့စဉ်းစားကြည့်ရအောင်လေဆွေးနွေးပေးပါအောင် please ကျွန်တော် personal ကတော့အဲ့ဒါတော့ကျွန်တော်ရဲ့အဆွဲကြောက်ပါဒီကျွန်တော်ကဒီအဲ့ဒါတွေနဲ့ပဲကြည်ပြင်းလာတယ်အဲ့ဒါတွေနဲ့ပဲဒီကျွန်တော်ကကျွန်တော်ရဲ့တိုင်းပိုင်းကအဲ့ဒါတွေပဲအဲ့လိုမျိုးတစ်ဆန်းပြီးတစ်ဆန်း lesson ကမ်းလာတဲ့အခါမှာဒီသူတို့ကလည်းတခုခုပြစ်ပြီဆိုရင်အဲ့ဒါနဲ့ပဲတော့ဆက်တာဟုတ်တော့ချိတ်တဲ့အခါကျတော့ဒါပေမဲ့ခောက်တိုင်းကလည်းမှန်ချင်မှလည်းမှန်ပါ100%တော့မမှန်ဘူးဒါပေမဲ့မှန်တော့ပြီဆိုရင်သူတို့ကအဲ့ဒါကိုပဲဒီခုတ်လုပ်တဲ့အခါမှာအဲ့ဒါကြီးကဒီမလိုအပ်ပဲနဲ့အရင်ကြီးဖောင်းပွားလာတယ်လို့လည်းကျွန်တော်တို့တစ်ဖက်ကတော့မြင်ပြီးတော့နောက်တစ်ခုကျတော့ဒီအဲ့ဒီအဖေကဘာဖြစ်ရင်ဒါလည်းဘာဖြစ်တယ်ဆိုတဲ့ဟာတွေကဒီကျွန်တော်တော့တိတ်လို့မမှန်ဘူးဗျဒီဥမာကျွန်တော်တို့ဘူဘာရီမှာဆိုရင်ဒီကျွန်တော်အဖိုးရဲ့အဖိုးတွေဆိုရင်တော့တကယ်နဲ့ဆရာကြီးစားလေဒီနဲ့ဆရာကြီးစားထဲမှာတော့မှယောက်ျားလည်းမဟုတ်ဘူးအမျိုးသမီးကဟိုစွမ်းတဲ့အခါကျတော့ဒီကျွန်တော်ရဲ့နာမည်ဆိုရင်မှကျွန်တော်ရဲ့ရှေ့မှာမိသားစုမျိုးရိုးနာမည်ကအမှန်ဆိုရင်ယောက်ျားဘက်ကဖြစ်ရမယ်ဒါပေမဲ့နှမျိုးရှိယောက်ျားလည်းအမိလည်းရှိဒီအမျိုးသမီးနာမည်လည်းရှိတဲ့အခါအဲ့ဒီနတ်ဆရာမကြီးရဲ့နာမည်ကအရန်ကျော်ကြတဲ့အခါမှာပေါ့နော်နတ်ဆရာမကြီးရဲ့သားဘသူနတ်ဆရာမကြီးရဲ့သားဘသူဆိုပြီးအဲ့လိုမျိုးထွင်ရတဲ့အမျိုးနာမည်ပါဖြစ်လာအဲ့တော့ဒါပေမဲ့ကျွန်တော်ကျတော့ဒီအမှုတော်ဆောင်ဖြစ်လာတယ်အဲ့ဒါကျွန်တော်ရဲ့လက်ထက်မှာဒီကျွန်တော်ရဲ့ဒီအဖေတို့အဖိုးတို့မျိုးဆက်တိမှာအမှုတော်ဆောင်ခဲ့တာဘယ်သူမှမရှိဘူးကျွန်တော်ကျန်းစာကျောင်းစတက်မှပဲအဖေကလည်းအမှုတော်ဆောင်စဖြစ်လာတဲ့ခါကျတော့ဒီနည်းနည်းကျွန်တော်တို့တိတ်တော့မမှန်ဘူးပေါ့အဲ့ဒါကြောင့်လေ cast ဖြစ်တဲ့ဟာတွေကတော့ကျွန်တော်တို့ပုံကြီးချက်လွန်းတယ်လို့ပဲကျွန်တော်တို့မြင်နေပေါ့လေနော်ဒီတခါတိုက်ဆိုင်သွားတဲ့ဟာကိုပုံကြီးချက်တာပေါ့ဆိုဟောကျွန်တော်တို့သူနေပြဿနာမရှိနေမှာတော့ကျန်းစာတွေဘာတွေတော့တင်ကြရင်လည်းစကားတွေပြောကြတယ်လည်းကျန်းစာတင်အဲ့ဒီကိစ္စတွေဘာတွေပြောတော့နောက်ပိုင်းအာမှန်တဲ့အကြောင်းတွေဘာတွေပြောကြရင်လည်းကျန်းစာမှန်တယ်ဆိုတာတွေပြောကြရင်လည်းဒါလည်းဟာတာပါอืมအဲ့တခါတည်းကျရင်သူတို့အဲ့လိုမျိုးချိတ်ပြီးပြောတဲ့လူတွေကိုလေကျွန်တော်မေးချင်တာဟယ်လိုကြားရလားအေးကြားတယ်ကြားတယ်ဟုတ်อืมအဲ့ဒါသူမန်တဲ့ဟာတခါတလေမန်သွားတဲ့ဟာကိုပဲပြောတာလေနော်ဒီကျွန်တော်တို့ကမသိနိုင်ဘူးလေသူအဲ့ဒါတွေမဖြစ်ခင်မှာကြာမှဘယ်လောက်ထိလွဲလဲဆိုတော့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကြားရတာကသူမန်သွားတဲ့အကြောင်းဒီသူ့ရဲ့ concept ကအမှဒီမှာလဲချိန်ချင်းဒီမှာလဲချိန်ချင်းတွေ့လားဆိုတော့ဒီတိုက်ဆိုင်သွားတဲ့အခါမှာအဲ့ဒါကို permit နဲ့မန်တလို့နဲ့ဒီပုံကြီးချစ်လို့နဲ့လို့ဆရာမထင်ဘူးလားကျွန်တော်ကတော့အာအခုနကျွန်တော်ကနူးပြောခဲ့တယ်လို့ပေါ့ဒီဟာကြီးကိုကျွန်တော် personal ဟိုတမာတရားကျွန်တော်နားလည်ထားသလောက်ပေါ့လေအာဟိုဒီချိန်ချင်းဆိုတာတွေကတော့မရှိဘူးယေရှုခရစ်တော်ယုံကြည်လက်ခံတဲ့လူတယောက်အတွက်ဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒါကိုလက်ခံတယ်ဆိုရင်တမန်ကျမ်းစာကိုကျွန်တော်ဥပမာခရစ်တော်ရဲ့အသေးခံခြင်းကိုကျွန်တော်ဆန့်ကျင်နေတာနဲ့တော့သွားတူနေနိုင်တယ်ကျွန်တော်အဲ့ဒါကိုယုံကြည်လိုက်ရင်ခရစ်တော်ရဲ့ကားတိုင်းပေါ်မှာအသေးခံခြင်းဟာမပြီးပြည့်ဆို it is not finished yet မပြီးသေးဘူးတခုခုလုပ်ဖို့ကြံသေးတယ်ဆိုတဲ့သဘောဖြစ်သွားမှာဘာကြောင့်လဲဆိုတော့ခရစ်တော်ပြောတယ်အားလုံးပြီးပြီလို့ပြောပြီးတော့အမှုပြီးပြီပြောတယ်နောက်ပါရှင်ပေါလုကလည်းပြန်ပြောတယ်အဲ့ဒီ change တွေအာမင်္ဂလာတွေအားလုံးဟာခရစ်တော်ကားတိုင်းပေါ်မှာအကုန်လုံးယူဆောင်သွားခဲ့ပြီလို့ဒီဂလာတိ3ထဲမှာသူအဲ့လိုပြောတော့အဲ့လိုပုံစံမျိုးလေးတွေသိရမလားဟိုတခါကြံလေဖြစ်လေဖြစ်ထရှိတဲ့ဖြစ်စဉ်တချို့တွေဆွဲပြီးတော့ကျွန်တော်တို့ကိုလေထင်အောင်ထင်မှားဖြစ်အောင်လုပ်တာကတော့ကျွန်တော်ထင်တယ်အဲ့ဒါစာတန်ရဲ့အလုပ်လို့ပဲကျွန်တော်ထင်တယ်လေ so that's not the truth အဲ့ဒါတမန်တရားမဟုတ်ဘာကြောင့်ဆိုဥပမာကြီးဆရာကျွန်တော်စဉ်းစားကြည့်ကျွန်တော်ကပ္ပဦးကျမ်းခန်းကြီးနဲ့
မှာဖျားသခင်ကဟိုနေ့ကလည်းကျွန်တော်တို့ပြောပါတယ် OT class မှာလေဆရာတော်နာလည်းပြောပါတယ် yeah အဲ့ဒီမှာဒီလူနေရောက်လူအာနန်လူယောက်ျားလူမိန်းမကိုဖျားသခင်လူယောက်ျားကိုမစားဘူးတော့ပြောတယ်ဒါပေမဲ့ကပောက်ချမ်း3ယောက်လာတဲ့ခါကျတော့ဟိုသူတို့စားဖြစ်သွားတယ်ဆိုတော့ဒီ story လေးပဲဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာကပောက်ချမ်းခန်းချစ်တစ်မှာဖျားသခင်လူနေရောက်လူကိုဖန်ဆင်းတဲ့ခါမှာငါတို့ဤပုံသဏ္ဍာန်နဲ့အညီလို့ပြောတော့ဖျားသခင်ပုံသဏ္ဍာန်နဲ့ already God's image ဖျားသခင်ရဲ့ပုံသဏ္ဍာန်တော်နဲ့ညီဖြစ်ပြီးသားပဲအဲ့ဒါကိုကပောက်ချမ်းခန်းကြီး3ယောက်လာတဲ့ခါကျတော့မင်းတို့အဲ့ဒါစမ်းဖျားသခင်ကဲ့သို့ဖြစ်မယ်လို့ပြောတော့ sometime စာတန်ကတော့ကျွန်တော်တို့ကိုဟိုအသင်းအနမကြီးတော့မစားခံဒါပေမဲ့စားချင်စိတ်ဖြစ်လာအောင်တော့အဲ့ဒါလိုအပြစ်ကို commit ဖြစ်သွားအောင်ပေါ့လေဟို committed to sin ဖြစ်သွားအောင်အပြစ်သေးကိုကြာရောက်သွားအောင်တော့သူက tempt ကျွန်တော်တို့ကိုစုံစမ်းနိုင်တယ်အဲ့တော့ပြောချင်တာကအဲ့ဒီတုန်းကလည်းဖျားက origin သူ့ရဲ့ပုံသဏ္ဍာန်နဲ့ညီဖန်ဆင်းပြီးသားအဲ့တော့တစ်ဖက်ရောက်လာတဲ့ခါကျတော့ဖျားသခင်ပုံသဏ္ဍာန်နဲ့ညီအာအဲ့ဒါဆန်တော့ဘုရားသခင်ကဲ့သို့ဖြစ်မယ်လို့ပြောတဲ့အခါမှာကျွန်တော်ထင်တယ်အမှန်တော့လက်တလုံးချအလုပ်လုပ်ပြီးတော့အဲ့ဒီအောင်နားထောင်လိုက်တဲ့အခါမှာအမှန်တော့သူတို့က already ဖြစ်ဘုရားသခင်ပြပုံသဏ္ဍာန်နဲ့ညီဖန်ဆင်းပြီးသားပဲဘာဖြစ်လို့အဲ့ဒါကိုဘုရားစကားတဲ့သွားပြီးတော့ကြော်ပြီးတော့အဲ့ဒါကိုသွားယုံကြည်ရတာလဲအဲ့ဒီဟာကြောင့်ပဲမလိုလားအပ်တဲ့ပြဿနာတွေတောက်လျှောက်ဖြစ်သွားပြီးတော့ကဘာကြီးတစ်ခုလုံးဟာအပြစ်ထဲမှာကြာရောက်သွားတယ်ဆိုတဲ့ဟာမျိုးပေါ့ဆိုတော့အခုလဲတေးသေးလေးပေမဲ့ဥပမာပြကျွန်တော်တို့ခရစ်တော်ရဲ့အသေးခံခြင်းကိုကျွန်တော်တို့ယုံကြည်လက်ခံတယ်လူရဲ့သဘော human nature human ရဲ့သဘောတဘာဝအရာကျွန်တော်တို့ဒီလူတယောက်မှန်တယ်ဆိုရင်တော့အဲ့ဒီလူဟာတနေ့သေတယ်ဖြားတတ်တယ်နာတတ်တယ်အိုတတ်တယ်ဆိုတဲ့သဘောတဘာဝတွေတော့ရှိတယ်လေအဲ့ဒီခါကျတော့လူကဘာပေါ်မှာလူဦးရေတန်ပေါင်း8000လောက်မှာဗျာတခါတခါကျန်မိသားစုတစုမပြောပါနဲ့ဟိုးဘက်ကလူနဲ့ဒီဘက်ကလူလည်းဖြစ်စဉ်တွေတူတဲ့ case တွေရှိတတ်တာပဲဆိုမိသားစုထဲမှာဆိုပို့ပြီးတော့ဖြစ်လွယ်တာပေါ့နေ့တူကမြင်တွေ့နေရတာကိုကြည့်နေရတာကိုဒီလူတွေပဲတွေ့နေရတာကိုဆိုအနီးဆက်ဆုံးလူလည်းဖြစ်တာ哦အဲ့ဒါပြီးတော့ကိုယ်သွေးရင်သားရင်လည်းဖြစ်တာ哦ဆိုဒီလူ तू ကနေမွေးလို့ तू ကဒီလိုလို့ဒီသားဒီလိုဖြစ်ရပါတယ်ဆိုတဲ့ဟာမျိုးပြောလာရင်တော့ဒါကြီးကတော့ဟိုတမန်ကျမ်းစာကိုခုနအာဒံကစုံစမ်းခြင်းထဲမှာကြာသွားသလိုပဲနောက်ထပ်ခေတ်သစ်အာဒံလို့ပြောရင်တမျိုးကြီးဗျာဟိုအေဒင်ဥယျာဉ်ထဲကကြာရှုံးခဲ့တဲ့ခြေရာကိုထပ်ပြီးတော့နင်းချင်တယ်လို့တော့ကျွန်တော်အဲ့လိုတော့ပြောချင်တာအဲကြောင့်ဟိုချိန်ချင်းဆိုတာတော့မရှိတော့ဘူးမရှိတော့ဘူးအာဒီဂလာတိအခန်းကြီး3ရပေါ့လေဒီယုံကြည်သူတယောက်အနေနဲ့တော့ဟိုပါပေါ့ချိန်ချင်းအမင်္ဂလာဆိုတာတော့မဖြစ်နိုင်ခရစ်တော်ယုံကြည်တယ်ဆိုရင်ပြောတာပါဟိုတကယ်ယုံကြည်တဲ့လူတယောက်တည်းဒါပေမဲ့လူသားတယောက်အနေနဲ့တော့ကျွန်တော်တို့ဟိုအသွေးနဲ့အသားနဲ့ဖြစ်တဲ့အတွက်ကြောင့်ဟိုအစင်မပြေမှုတွေဥပမာဗျာကျွန်တော်ယေရှုခရစ်တော်ယုံကြည်ပြီးတာနဲ့ကျွန်တော်ကလုံးဝကြီးဟို glorify body လို့မဖြစ်သေးဘူးလေအဲ့ဒီခါကျတော့ဟိုကျွန်တော်ငရုတ်တီးဆန့်ဆက်မှာပဲအဲ့တော့မိုးရီထဲသွားရင်တော့လေနာစီးမှာပေါ့သဘောတွေတော့ရှိမှာပေါ့လေအဲ့တော့အဲ့ဒါကြီးတွေကိုသွားပြီးတော့ဒါကျွန်တော်တို့ယေရှုခရစ်တော်ယုံကြည်လက်ခံလိုက်ရတဲ့ဟိုလူတယောက်ထက်ပုံမှန်လူတယောက်ရဲ့ဘဝကိုကြော်လွန်ပြီးတော့အရာခတ်သိမ်းအလုံးစုံတို့ဟာကိုယ်နဲ့ထိတွေ့လိုက်တာနဲ့ပြောင်းလဲပြီးတော့ဖြစ်ပျက်နေတယ်ဆိုတော့စိတ်ကူးရင်ဆန်တဲ့ဟိုယုံကြည်ခြင်းပေါ့အတွေးခေါ်မျိုးကတော့ကျွန်တော်တို့သိသဘောမတူဘူးကျွန်တော်လူသားဖြစ်တဲ့ခါကျတော့ဖျားတဲ့အချိန်လည်းရှိမှာပဲနာတာလည်းဖြစ်မှာပဲဆိုတော့ယုံကြည်သူဖြစ်တော့မဖျားချင်မနာချင်တော့ကျမ်းမာရေးဂရုစိုက်ဖို့ပါပဲအဲ့လိုပြောလို့မသေးရဘူးဆိုတော့ guarantee လည်းမရှိဘူးမသေးရဘူးဆိုလည်းအာမခံချက်ပေးတာမျိုးကြီးလည်းမဟုတ်ပြန်ဘူးလေနော်အဲ့လိုသဘောပေါ့အဲ့ဒါကြောင့်တင်ချင်းမရှိပေမဲ့ဖျားနာနိုင်သေးတယ် yeah ဆရာတော့အဲ့လိုဆရာ observation ကအဲ့လိုပေါ့လေနော်ဒီကျန်းစာကျွန်တော်ကျတော့ဒီတမန်ကျန်းစာဘက်ကိုကျွန်တော်ကမသွားဘဲနဲ့ဒီကျွန်တော်ရဲ့ generation မှာဖြစ်နေတဲ့ဟာကိုဒီ observe လုပ်ပြီးမှကောက်ချက်ချရမယ်ဆိုရင်တော့ဒီချက်ချင်းလက်ခံလိုက်တဲ့အခါမှာဒီ gospel ရဲ့ဒီ consequences ကရှိပြီးသားပေါ့နော်ဒါပေမဲ့ဒီအဲ့ဒီဟာကဒီကျွန်တော်ရဲ့ဒီလူမျိုးအတိုင်းဝိုင်းထဲမှာ around the မျိုးလုံးထဲမှာဒီချက်ချင်းပေါ်ချင်မှလည်းပေါ်ခဲ့တာပေါ့ပေါ်ချင်မှလည်းပေါ်ခဲ့မှာပေါ့ဒါပေမဲ့ရှိတာတော့သိချတယ်ကွာဒါပေမဲ့အဲ့ဒါဒီ
အသက်တွေကဘာလဲဆိုတော့သူတို့ရဲ့ပိုးပေးတွေကနေတဆင့်ပြက်လာတဲ့အခါမှာအဲ့ဒါတွေကတဖြည်းဖြည်းရုပ်သွားတယ်ရုပ်သွားပြီးတော့ကျွန်တော်ရဲ့အခုလက်ရှိကျွန်တော်မျိုးဆက်မှာอืมကျွန်တော်တို့က50 40လောက်ဖြစ်မှာပေါ့နော်မရှိတော့တဲ့လောက်ဖြစ်လာဒါပေမဲ့နေတွေဖက်သွားပြီဆိုတော့နည်းနည်းပါးပါးတော့ကြားရသေးတယ်ကွာဆိုတော့ပြန်အရှိကိုပြန်တွေးလိုက်မယ်ဆိုရင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့သားတွေကျွန်တော်တို့ရဲ့မြေတွေဖက်မှာဆိုတော့ဒါဒီကိစ္စတွေကလုံးဝရှင်းသွားလို့မဲ့အနေအထားမှာရှိတယ်ဆိုတော့တကယ်လို့များ gospel ကိုကျွန်တော်တို့နှုတ်လိုက်မယ်ဆိုတော့ဒါတွေကဒီတိုင်းမရှိနေမှာcars တို့ပေါ့လေနော်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်ကဘာပြောချင်လဲဆိုတော့gospel ကြောက်တာပေါ့လေနော်ကျွန်တော်တို့ generation တလောက်ထိဖြစ်လာတဲ့အခါမှာ cars တွေကကျွန်တော်တို့မရှိတော့တဲ့လောက်ဖြစ်လာပြီပြောင်းလာပြီကွာဆိုတော့အဲ့ဒါကြောင့်လေကျွန်တော်ကရှိတော့မရှိဘူးဒါပေမဲ့ချင်းကြီးပြောက်တာထက်ဆိုင်တော့သူကအချိန်တော့ယူရတာပေါ့ကွာဒါပြောလို့gospel ကမစွမ်းဘူးလားဆိုတော့မဟုတ်ပါဘူးဒီဒီ capture gospel က shape လောက်တာပေါ့လေနော်ကြာလာတဲ့အခါမှာလုံးဝပျောက်သွားတဲ့ဟာမျိုးဆိုတော့ကျွန်ဆိုတော်ရဲ့သားသမီးဆိုတွေကျွန်တော်မရှိတော့တော့မေးခွန်းတစ်ခုအဲ့ဒီဟာနဲ့ဆက်ဆက်ပြီးတော့ related question တော့လေအဲ့ဒါဆိုရင်တော့ဆရာကျွန်တော်ကဘယ်လိုနားလည်ထားလဲဥပမာအဲ့လိုချက်ချင်းမပြောက်သေးဘူးပေါ့လေနည်းနည်းတော့ကြံသေးတယ်ပေါ့လေအဲ့လိုတဖြည်းဖြည်းနဲ့သူကတော့ဟိုရော့ပဲနောက်ထပ် generation တစ်ခုနှစ်ခုဆိုရင်တော့ဒါအပြီးတတ်မဲ့သဘောမှာရှိတယ်အဲ့ဒါဆိုရင်အခုလောလောဆယ်သူတို့မှာရှိနေတဲ့လောလောဆယ်ကျွန်တော်နယ်ဒီမှာတွန်းတစ်ချက်ကြားရသေးတယ်ဆိုတော့အဲ့ဒီလူတွေအတွက်ချိန်ချင်းဖြတ်တဲ့အစီအစဉ်တွေကိုကျွန်တော်လုပ်ပေးတင်တာဆိုချင်းဖြတ်ဖို့ဒီ season ဆိုတာကတော့ဒီလုံမဲ့တူပေါ့လေနော်culture gospel ကိုကျွန်တော်တို့တကယ်ကောင်းကောင်းသဘောပေါက်တော့အောင်ကျွန်တော်တို့လက်တွေ့ကျရှင်းပြပေးနိုင်တယ်ကျွန်တော်တို့ချပြပေးနိုင်တယ်ဆိုရင်တော့ဒါအထီးရောက်ဆုံးနည်းလမ်းပဲဖြစ်မယ်ထင်တယ်အဲ့တနည်းအားဖြင့်ကျွန်တော်တို့ဆုတောင်းတာတွေတမျိုးမျိုးအဲ့လိုမျိုးပေါ့လေနော်Bible study ဆိုတော့အဓိကပြဿနာသူတို့လုံးပန်းနေရတာကgospel ကိုသူတို့အပြည့်အဝနားမလည်တာပြီးတော့သူတို့အနေနဲ့clear မဖြစ်တဲ့ဟာကြောင့်လည်းဖြစ်ကောင်းလည်းဖြစ်နိုင်တာပဲပြီးတော့ဒီ Hon the Pentecost တွေရဲ့ပြောရဆိုတော့ born again ဒီဒီ born again တို့မဖြစ်တဲ့ကလည်းဖြစ်ကောင်းဖြစ်နိုင်တာပဲဆရာဆိုတော့အဲ့ဒါကြောင့်လေ curse ဖြတ်ချင်းအစီအစဉ်ထက်ဆိုင်တော့gospel ကတော့အကောင်းဆုံးပဲလို့သူတို့ gospel ကိုသူတို့ကိုနားလေတဲ့ပုံစံမဟုတ်ဘဲနဲ့သူတို့နားလေသွားအောင်သူတို့အရှုတောက်ကနေမြင်လာအောင်အဲ့လိုမျိုးကျွန်တော်တို့ချပြပေးနိုင်ရင်တော့ဒါကအထီးအောင်ဆုံးနည်းလမ်းဖြစ်မယ်ထင်တယ်ဆရာ Okay ဆိုတော့အခုပြောရင် gospel ပဲတော့ရှောက်ဖြစ်နေတဲ့ခါကျတော့နေကလူတွေနားလည်ထားတဲ့ပုံစံနေနဲ့ကျွန်တော်တို့ဒီမှာလေ့လာတဲ့ပုံစံနေနဲ့ဟိုမကိုက်ညီနေဘူးတချို့ဟာတွေလေမကိုက်ညီဟုတ်တယ်နော်နေဘူးဆိုတော့တမာတရားပြောင်းပြန်ဖြစ်တယ်လို့ကျွန်တော်ဆိုလိုတာမျိုးမဟုတ်ဘူးကျွန်တော်တို့ရဲ့နားလည်တဲ့ပုံစံလေးတွေလေကျွန်တော်တို့နားလည်တဲ့ဟာနဲ့သူတို့နားလည်တဲ့ဟာနဲ့မတူတော့အဲ့တော့ကိုကသူတို့တော့ပြောလိုက်ပြီဆိုတော့အမှ clash တွေဖြစ်ပြီးတော့သိရမလားမင်းတို့ကျန်းစာចောင်းသားတွေကအုံနောက်ပဲကြီးလာတာဆိုတဲ့ဟာတွေပဲဖြစ်လာတာ哦အဲ့တော့อืมအခုနပြောသလိုချိန်ချင်းကတော့ကျွန်တော်တို့စီမာလဲအဲ့ဒီဟာလေးအရန်လောက်တာ哦အရန်ဥမာအာဆရာတပားလောက်သူတို့ခေါ်တယ်တခြားတနေရာရာဆရာတပားပါကိုသူတို့ခေါ်တယ်ဟိုကျွန်တော်တော့ဆရာလို့တော့တိတ်တော့မခေါ်ချင်ပေမဲ့ဟိုလူတွေရဲ့သတ်မှတ်ထားတဲ့ဆရာဆိုတာကလည်းသိရမလားဟိုနည်းနည်းလေးဟိုဖះဆိုနည်းနည်းပြောတတ်ဆိုတတ်ပြီးတော့စုကောင်းကောင်းတောင်းတတ်ရင်တော့ဒါဆရာဖြစ်သွားတာလားဘယ်လိုလဲတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့ဒါပုတ်ခတ်တာတော့မဟုတ်ဘူးကျွန်တော်တို့လက်မခံလို့မရအောင်အဲ့လိုဖြစ်နေတာမြန်မာပြည်မှာဖြစ်ဘယ်မှာဖြစ်လေဆရာဆိုတာကြီးအရန်ဖောင်းပွားပြီးတော့တကယ်ဟို qualitative တောင်အရည်ချင်းရှိတဲ့တကယ်ဆရာခေါ်ထိုက်တဲ့လူတွေကျတော့တဖြည်းဖြည်းမေးမိန်သွားတယ်မလားသူတို့ role တွေကလေအဲ့လိုတွေဖြစ်တော့အခုနပြောတဲ့ချိန်ချင်းဖြတ်တယ်လို့ဘာလို့တွေဆိုတာလဲအဲ့ဒီလူတွေကိုကျွန်တော်အယမ်းယုံပြန်တာကျွန်တော်တို့ကလေချိန်ချင်းဖြတ်ဖို့ဆူတောင်းပွဲဆိုအဲ့ဒီမှာဆိုကြိတ်တိုးအကုန်လုံးပြင်အနာရောဂါငယ်ကြိတ်တိုးဒါပေမဲ့ gospel လာဟိုငါကြီး gospel တင်တယ်လို့ကြီးအဲ့မှာတင်းထောက်2ယောက်3ယောက်နဲ့ဟိုမှာဟိုနာဒီနာတယောက်2ယောက်ဒီလောက်ပဲတိတ်ပြီးတော့ဘယ်သူမှတိတ်အဲ့ဒါတွေတိတ်စိတ်ဝင်စားအောင်ဒါဆိုရင်ဆရာဒီလိုရောကျွန်တော်တို့gospel နဲ့ကတော့
တိုက်ရိုက်တော့သွားလို့အဆင်မပြေတဲ့အနေအထားမှာရှိတယ်ဆရာပြောပုံရဆိုဟုတ်တယ်ဟုတ်တယ်ဒါဆိုကျွန်တော်တို့ဒီလိုဖက်ကလည်းကျွန်တော်တို့ချင်းကကြည့်ရောဒီသူတို့ gospel အရင်ထားလိုက်ဒါဆိုဒီဟာကိုဒီ cast ကိုကျင်းချင်းဖြတ်ပွဲဆိုတော့ဟုတ်တယ်ပေါ့ဒါပေမဲ့ဒီဟာကိုလောက်ရတဲ့အကြောင်းရင်းကဒီ cast ဖြတ်ပွဲထက်ပိုတဲ့အကြောင်းရင်းလည်းရှိကောင်းရှိနေတယ်ပေါ့နော်ဆိုတော့อืมကျွန်တော်တို့ကအဲ့ဒါကြောင့်လေဒီ gospel ကိုမဝင်ရခင်မှာသူတို့ရဲ့ဒီစိတ်ထက်ကအရာကိုကျွန်တော်တို့ဒီချင်းကပ်ဖို့လိုမယ်ထင်တယ်ပေါ့နော်ဒီမှာဒီတခုခုတော့ရှိမှာပဲဒီစိတ်ထဲမှာလေဒီဟာကိုလောက်ရတဲ့အကြောင်းရင်းဒီသူတကယ်အထဲမှာဒီစိတ်နိုင်ခဲမရနိုင်ဖြစ်နေတဲ့ဒီဖြည့်ရှင်းလို့မရနိုင်တဲ့ဒီ struggle ဖြစ်နေတဲ့အရာတခုခုတော့ရှိကောင်းရှိနေတယ်ပေါ့နော်ဆိုတော့ဒီဟာကိုကျွန်တော်တို့ဒီဖွင့်ပြောလာအောင်တစ်ဖက်ကနေဒီဟာကိုဖွင့်ချလာအောင်ဒီကျွန်တော်တို့ဒါကိုနားလည်ပြီဆိုရင်တော့သူတို့နဲ့ကျွန်တော်တို့ဒီပြောလို့တော့စင်ပြောလို့တော့စင်ပြေသွားမယ်ထင်တယ်ဒီ gospel ကိုလည်းနော်ဒီသူတို့ရဲ့တကယ်နှလုံးသားထဲမှာခံစားနေရတဲ့ဒီ problems တွေကိုလည်းနော်ဒီပြဿနာတွေကိုကျွန်တော်တို့အရင်ဆုံးနားထောင်ပေးတာကဘူဘူတင်းလျော်မယ်ထင်တယ်ဘာလို့လဲဆိုတကယ်ရှိလဲအဲ့လိုပုံစံနဲ့ချင်းကပ်ခဲ့တဲ့ဟာတွေအများကြီးရှိတယ်လေနော်ဒီဥမာ Samaritan ဆိုနေတော့ချစ်ချင်းတော့ဒီမချင်းကပ်ဘူးတော့သူအဲ့မှာလည်းအရင်မိုက်တယ်ဒီသူတကယ်လူနေတဲ့အရာကနေသူကတဖြည်းဖြည်းသွားလာတဲ့အခါမှာနောက်ဆုံးမှသူကိုယ်တိုင်ဖွင့်ပြောလာတာပဲဆိုတော့အဲ့လိုလေချင်းကကြည့်မယ်ဆိုရင်တော့အခုခုတော့ထူးခြားမယ်တင်တယ် yeah ဒါကတော့ဟိုကျွန်တော်တို့ဆွေးနွေးရခြင်းရဲ့ရည်ရွယ်ချက်ကလည်းအဲ့ဒါတွေလည်းပါတာပေါ့လေနော်ဆိုတော့ဒီတိုင်းတyeah မယိုးကျသွားနေတဲ့ပုံစံတိုင်းသွားမလားဒါမှမဟုတ်ပြဿနာရဲ့ root cause ကိုကျွန်တော်တို့ရှာပေါ်ပြီးတော့အဲ့ဒီဟာကနေကျွန်တော်တို့ဟိုအနာနဲ့ဆေးနဲ့တွေ့အောင်လုပ်ရမလားဆိုတဲ့ဟာကလည်းဒါစဉ်းစားတဲ့ဟိုဟာထဲမှာပါတယ်ဆိုတော့ကျွန်တော်တော့ဆယ်ကျွန်တော်ပြောလို့ကျွန်တော်သဘောတူတယ်တခါကျရင်ကျွန်တော်တို့က တမန်ကျမ်းစာကိုယုံတာမဟုတ်ဘဲနဲ့ဖျားစကားကိုယုံတာမဟုတ်ကျွန်တော်တို့ရဲ့ methods ကျွန်တော်တို့ရဲ့နည်းလမ်းတွေကိုအယမ်းယုံတာသိမ yeah လားကျွန်တော်တို့ရဲ့လုပ်တဲ့ပုံစံကိုအယမ်းဒီလိုလုပ်ရင်တေချာပေါက်ဒီလိုဖြစ်လာမယ်ဆိုတော့ဟို yeah ယုံကြည်မှုကျွန်တော်တို့ဖျားကိုယုံတာလားဒါမှမဟုတ်ကျွန်တော်တို့နည်းလမ်းကိုယုံတာလားဆိုတာစဉ်းစားစရာဖြစ်လာတယ်ဆိုတော့အာ I agree အဲ့ဒါတော့ကျွန်တော်သဘောတူတယ်တခါကျရင်လည်းကျွန်တော်တို့ရဲ့ method ကျွန်တော်တို့ရဲ့ principle ကျွန်တော်တို့ရဲ့ way of teaching ထက်ဆိုင်တော့အဲတမာတရားကိုကျွန်တော်တို့ဘယ်လို present လုပ်မလဲဒီ gospel ကိုကျွန်တော်တို့ဘယ်လိုသူတို့စီကိုရောက်အောင်ဘယ်လိုလုပ်မလဲဆိုရအောင်ဟိုဒီကျမ်းစာနဲ့လည်းမချော်တဲ့နီလန်းတွေပေါ့ကျွန်တော်တို့ရှာပြီးတော့အဲ့ဒီလူတွေကိုကျွန်တော်တို့မြေပြင်ထိအောင်လုပ်ပေးတင်တယ်လို့လုပ်ပေးတင်တယ်ဆိုတာမျိုးမဟုတ်ပါဘူးကျွန်တော်တို့ဒါလုပ်တင်တယ်လောက်တယ် yeah ကျွန်တော်တို့ ဒါအရင် listening ဟုတ်တယ် အရ listening င်ကြည့်တယ်နော်ဒီအဲ့ဒါကိုပြောမလို့ကျွန်တော်တို့နားထောင်တာအရင်အားနေတယ်ဟို သူတို့တခါလာလေဒီ gospel ဒီခါလာလေဂျာလာတော့သူတို့လည်းလူချင်ပါတယ်သူတို့လူရတယ်ဒါပေမဲ့သူတို့တော့အဲ့ကောင်ကြီးကကျွန်တော်တို့အဓိကတော့ gospel ကပြဿနာမဟုတ်ဘူးကျွန်တော်တို့ကပြဿနာဖြစ်နေ อืม gospel ဝင်ရတယ်နေတဲ့ကျွန်တော်တို့ကပြဿနာဖြစ်နေอืมအဲဟုတ်တယ်ပရိက္ခဟာရအထူးကကျွန်တော်တို့ဟိုပြဿနာက gospel မဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုယ်နိုင်ကဖြစ်နေတာတခုလောက်ပြောချင်တာကျွန်တော်ဒီနေ့အဲ့ဒီ gospel ကို personal ရဘယ်လိုနားလည်လဲဆိုတဲ့ဟာလေနော်ဒီကျွန်တော်တို့ကဒီဝဇန်ကချာရဲ့ဒီသူတို့ရဲ့ context လို့ပဲပြောမှာသူတို့ရဲ့လောက်မှုအများများတယ်ပေါ့နော်ဆိုတော့ဒီခါလေကျရင်ကျွန်တော်ကဒီဟာတွေကကျွန်တော်တို့ရဲ့ understanding နဲ့ဖြစ်တယ်ကွာဒါပေမဲ့ကျွန်တော်တို့ကိုယ်တိုင်ကအဲ့ဒါကိုဒီတကယ်လက်တွေ့ကျနားလေလားဆိုတဲ့ဟာကကျွန်တော်တို့မေးခွန်းထုတ်ဆရာဖြစ်နေဘာလို့လဲဆိုတော့အဲ့ဒါကျွန်တော်တို့ရဲ့ context မဟုတ်ဘူးလေနော်อืมသူတို့ရဲ့ context ရေးထားတဲ့အခါမှာဒီရေချမြေချကိုဖြတ်ပြီးတော့ကျွန်တော်တို့ကလမ်းတယ်လို့ဖြစ်နေတယ်ဒါပေမဲ့အဲ့ဒါကြောင့်လေတင်နေရတာစဉ်းစားနေရတာတကယ်ရောကျွန်တော်တို့ဒီအဲအတွက်ကိုဒီကျွန်တော်တို့အတွက်ကိုတကယ်စစ်မှန်ရလားပေါ့လေနော်ဒီအနာနဲ့ဆင်းနေရတယ်ခါကျရင်ဘာလို့အဲ့ဒါမင်းဖြစ်လဲဆိုတော့ဒီအဲ့ဒါတွေကိုအများကြီးသဘောပေါက်တယ်တစ်ဖက်မှာပေါ့ဒါပေမဲ့ဒီကိုမှအဲ culture ရှိရကွာဒီ context ရှိတဲ့ခါမှာအဲ့ဒီ context ကို
context နဲ့ကြတယ်ဒီ Bible study လုပ်တဲ့အခါမှာအဲ့ဒီဟာကိုငခုတကယ်ဒီထိထိမိမိ check set သွားတဲ့အခါမှာ idea တွေထွက်လာတော့ဗာဒီ understanding တွေပေါက်လာတဲ့အခါမှာအဲ့ဒီဟာတခုကဒီ Wilson ကနေယူပြီးတော့ကျွန်တော်တို့လေ့လာပြီးတော့နားလေထားတဲ့ဟာဒီထောင်ပေါင်းများစွာသက်ဆိုင်ဒီတခုကဘူပြီးကျွန်တော်တို့ကအသိပေရှိရပေါ့လေးနဲ့တဲ့အရင်ဒီမက်လည်းမမိနေဒီဘဝကိုလည်းအဲ့ဒီကတကယ် shape လုပ်ပေးတဲ့ဟာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့တစ်ခါတည်းကျရင်လူတွေဝေဖန်တယ်လို့ပြောတာကျွန်တော်တကယ်လေးဝန်ခံရမလို့ဖြစ်နေပါဒီ Western ဒီ theology တွေကကောင်းပဲကြီးသွားတယ်ပေါ့လေနော်ကတကယ်အဲ့ဒါကြောင့်ဒီကျွန်တော်ကောင်းပဲကြီးသွားလားပေါ့လေနော်ဒီအဲ့လိုမျိုးလေးတွေကျွန်တော်အခုစစ်ကြုံနေရတယ်ကွာဒီအဲ့လိုမျိုးလေးတွေရှိတော့ဆက်တော့ဘယ်လိုလဲတော့မသိဘူး ကျွန်တော် exactly သိချာတာ ကျွန်ပေါ့ဆရာတော်တို့အဲ့ဒါဘယ်လိုဘာကြောင့်လဲဆိုတော့ဥပမာ လဲကျွန်တော်တို့အခုနဆရာပြောပါတယ် gospel ကမကောင်းတာမဟုတ်ကျွန်တော်တို့ကဆိုတဲ့ဟာလေ gospel ကမမှန်တာမဟုတ်ကျွန်တော်တို့က yeah yeah gospel ကမထိရောက်တာမဟုတ်ကျွန်တော်တို့လိုလုပ်တဲ့ပုံစံအဲ့တော့တရားဟောတာမတရားကမကောင်းတာမဟုတ်ကျွန်တော်တို့ present လုပ်တဲ့ပုံစံနဲ့ကျွန်တော်တို့အတွေးထဲမှာမိုင်းမိနေတဲ့ဟာကဘာလဲဆိုတော့ western culture နဲ့ဒီဟာကိုမရမကဒီမှာတွတ်သွန်းလိုက်တာလေသိရမလားဟိုမှာထင်းခွေ yeah ပြီးတော့သွားနေတဲ့လူတယောက် western culture ပုံစံမျိုးကျွန်တော်တွတ်သွန်းတဲ့ခါကျတော့သူ့အတွက်ဟို gospel ကိုလည်းလက်ခံရတယ် gospel ကိုလက်ခံလို့လွတ်မြောက်မဲ့ကြံကရှိသေးတယ် west ဒီ gospel ကိုလက်ခံလို့လွတ်မြောက်မဲ့ကြံလို့ရှိသေးတယ် western culture ကသူ့ကိုပြန်ဖိထားတော့ကြိုက်မကြိုက်လက်တိုက်တွေစစီးလာရပြီလေသူကျွန်တော်ဆိုလိုတာက yeah အဲ့ဒါတွေကိုအပြစ်ပြောတာတော့မဟုတ်ပေမဲ့အာကျွန်တော် mixologist တယောက်ဖြစ်တဲ့ဆရာပီတာသိန်းညွတ်ပြောတဲ့စကားကျွန်တော်နည်းနည်းလေးငါပြောရရင်တော့လူတိုင်းကယေရှုကိုလက်ခံခြင်းတယ်မင်းတို့ယဉ်ကျေးမှုကိုပဲလက်မခံခြင်းတာလို့ဖြစ်တယ်အဲ့ဒါမှန်တယ်နော်လူတိုင်းယေရှုမကြိုက်တဲ့လူဘယ်သူမှမရှိဘူးလေဗမာလည်းကြိုက်တယ်ရခိုင်လည်းကြိုက်တယ်ရှမ်းလည်းကြိုက်တယ်အကုန်ကယေရှုကိုလက်ခံခြင်းတယ်ဘယ်သူမှမသေးခြင်းဘူးတဲ့သာဝရငရေဘယ်သူမှမသွားခြင်းအေးသူတို့မကြိုက်တာမင်းတို့ရဲ့ယဉ်ကျေးမှုတွေမင်းတို့ရဲ့ကာချာတွေအဲ့အဲ့ဒီဟာတကယ်မှန်တယ်อืมอืมကျွန်တော်တွေ့ပေါ့လေ yeah အဲဒါကြောင့်မန်နာဘောကဘာပေါ်မှာရှိတဲ့စာအုပ်တွေ80ရာခိုင်နှုန်းကတော့ဒါ Western ကနေလာတယ်အင်္ဂလိပ်လိုရေးထားတယ်အဲဒါကြောင့်ဒါတွေတော့တည်တဲ့အရာတွေဖြစ်တယ်ဆိုတော့ဝန်ခံတယ်ဒါပေမဲ့အဲ့ဒီဟာကိုကျွန်တော်တို့မြေပြင်မှာဘယ်လိုအသုံးချမလဲဆိုတော့ contextualize လုပ်တဲ့ဟာကတော့ very very important อืมอืအဲ့มဒါတော့သိအရေးကြီးတယ်အဲ့ဒါကိုอืဒီမှာมမဘလို့ဆရာသတိထားမိလားကျွန်တော်တို့ဆရာတချို့တွေကစာအရန်တော်တယ်ဒါပေမဲ့ကျွန်တော်တို့ဘယ်လိုသိရမလဲသူတို့မသိဘူးသူတို့ပြောတယ်ကျွန်တော်နားမလဲอืมစာအပ်တဲ့ဘောအဲမျိုးတော့ဟုတ်တယ်သူအရန်တော်တယ်ဒါပေမဲ့ကျွန်တော်တို့နားလဲဟုတ်တယ်သူတို့မရှင်းပြနိုင်ဘူးစာအဲကြောင့်ခုနဆရာပြောတဲ့ဟာကိုကျွန်တော်သဘောတူရတာဘာပြောပြောဟုတ်တယ်อืมမြေပြင်မှာထိရောက်တဲ့ဟိုဟာမျိုးဖြစ်ဖို့အတွက်ဆိုရင်တော့ Western မလိလာရဘူးလို့တော့မဟုတ်ပေမဲ့ကို study လုပ်တဲ့ဟာကိုဒီတရား gospel ကိုကျွန်တော်တို့မြေပြင်ကအခြေအနေနဲ့လက်တွေ့ကြတဲ့ဟိုချိတ်ဆက်မှုမျိုးကျွန်တော်တို့မလုပ်နိုင်ရင်တော့ဝန်ထုတ်ဝန်ပိုးဖြစ်နေဦးอืမှာပါပဲม yeah yeah ဟုတ်တယ်อืมဆိုတော့ကျွန်တော်တို့အထူးသဖြင့်မြန်မာပြည်ကတော့အဲ့ဒါတော့မြန်မာပြည်မဟုတ်ဘူးပေါ့ဒီအာရှပေါ့လေနော်อืมသူကျွန်တော်တို့ကမြန်မာပြည်မှာဆိုတော့ဒီတကယ်ကိုလိုနေတာကွာနော်ဒီအဲ့ဒီမနစ်တော့မဟုတ်ဘူး2022တုန်းကအဆုံးသွားတဲ့ဒီဆရာကြီးဆရာလည်းဟုတ်တယ်သူကဖာစာလည်းဟုတ်တယ်အာဂျင်တီးနားဒါပေမဲ့နောက်ပိုင်းမှာအမေရိကမှာသူမှုတော့ဆုံးတယ်သူဆုံးသွားတယ်2021ဖြစ်မယ်ထင်တယ်ဆိုတော့သူကအဲ့ဒါတွေကိုဆိုတော့ကျွန်တော်တို့ပြောလေနော်ဒီကိုကဒါနားလေထားပေမဲ့တကယ်လူနေတာဒီမှာအဲ့ဒါကိုသူကဒီပြီးတော့ဘာကိုရေးခဲ့လဲဆိုတော့ဒီနှလုံးသားကနေနှလုံးသားမှငိုကြွေးတံဆိုတဲ့ဟာပေါ့နော်ဒီတကယ်တော့ရှိတယ်ပေါ့ဒါတက်ခံကျင်စရာလည်းကောင်းတယ်ဒါတကယ်ကိုအဖိုးတန်တယ်လှအလုံးတယ်ဒါပေမဲ့တကယ်ကျွန်တော်တို့တင်ဆက်နေတဲ့လူတွေကဒုက္ခဖြစ်နေတဲ့အခါမှာဒီအဲ့ဒါကိုလက်ခံခြင်းတဲ့နှလုံးသားကအငိုကြွေးနေတယ်ဆိုတဲ့ဟာအဲ့လိုမျိုးစာအုပ်လည်းသူအုပ်ရခဲ့တော့အဲကျွန်တော်တို့ကလည်းကျွန်တော်တို့ကအဲ့ဒါကိုခုမှပဲမြင်လာတာထင်တာမဟုတ်ဘူးပဲအဲ့ဒါအရင်ကတည်းကပြဿနာဖြစ်နေတာဒီအနာတခြားစိတ်တခြားဖြစ်တဲ့ဟာတွေပေါ့လေနော်အဲ့ဒါလည်းတတိယလို့ that's good အဲ့ပါကောင်းပါလေဒီနေ့တော့ဒါ the first day of our discussion ပေါ့နော်
contextual theology ဖြစ်သွားပါအဲ contextual theology ဖြစ်သွားတယ်